အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြခြင်းတဲ့စာလေးတစ်ပုဒ်ရှိပါတယ်အဲ့ဒါကတော့အလင်းရှာပုံတော်တဲ့ကိုရင်မဟိုဘက်အိမ်ကမီးစက်တန်ကြီးကလည်းနားကြီးစရာကောင်းလိုက်တာကွယ်ညမိပြက်နေသဖြင့်ခြံထဲတွင်ဖျောင်းနိုင်တတိုင်းနှင့်စာဖတ်နေသောကိုရင်မောင်အားဇနီးကလာရောက်ညီးတွားခြင်းဖြစ်သည်နားကြီးလဲခံရမှာပေါ့ကွာသူတို့ကပတ်စံရှိတော့စီဝယ်ပြီးမိထွန်းနိုင်တာပေါ့ငါတို့ကတော့ဒီဖျောင်းနိုင်လေးနဲ့ပဲအလင်းရှာရတာပေါ့အလင်းဆိုမှတော့အခုတော်လန်ရေးကာလာကြီးကဘယ်တော့ပြီးမှလဲအားလုံးကမှောင်မဲနေတာပဲကုံစင်းတုံးကတက်မီးကလည်းမှန်မှန်မလားလူတွေကလည်းတယောက်နဲ့တယောက်တန်တရားတွေနဲ့ကျမဖြင့်ရှေ့ဆက်ရမှာကြောက်တောင်ကြောက်လာပြီကိုရင်မောင်ကဖက်လက်ဆစာအုပ်ကိုခဏပိတ်လိုက်သည်ပြီးနောက်ကောင်းငင်ကကျဲတွေကိုမော့ကြည့်ရင်တက်ပြင်းတစ်ဖြက်ချကပြောလိုက်သည်မင်းကအပြင်ကအမောင်တို့ကိုပဲကြည့်နေတာဟုတ်အပြင်မှာမှောင်လေးလေးကျယ်တွေကပိုလင်းလေးလေးတွေပဲဆိုတာမင်းသတိမထားမိဘူးလားကျယ်လင်းတာကတော့ဟုတ်ပါပြီဒါပေမဲ့ကျမတို့ဘဝတွေကအမောင်ထဲမှာလေမင်းကိုပြောခဲ့ဘူးတဲ့ကြက်တီအကြောင်းမှတ်မိသေးလားကြက်တီဆိုတာကိုယ်စိတ်ထဲမှာပဲရှိတယ်လို့အလင်းဆိုတာလေနှလုံးသားထဲမှာရှိတာကွာအခုကာလကလူတိုင်းဟာကိုယ့်အိမ်ကိုမီးအိမ်လေးတွေဖြစ်ပြောင်းလဲနေကြရတဲ့အချိန်လေးတယောက်ကဖျောင်းနိုင်တိုင်းထွန်းမယ်နောက်တစ်ယောက်ကစီမီးခွက်တစ်ခွက်ထွန်းမယ်အဲ့ဒီအလင်းတွေပေါင်းလိုက်ရင်အမှောင်ဆိုတာကြာမခံပါဘူးဒါပေမဲ့တချို့လူတွေကတော့အလင်းကိုမလိုချင်ကြဘူးထင်တယ်နော်ကိုကြိုးပဲကြည့်နေကြတာအေးအဲ့ဒါကတော့သူ့အရက်နဲ့သူ့ဇက်ပေါ့ကွာအမောင်ကိုအသုံးချပြီးစီးပွားရှာတဲ့သူတွေလမ်းပြက်နေတာကိုခွင့်ကောင်းယူပြီးယာယီလမ်းဖွင့်ဂိတ်ကျေးကောက်တဲ့သူတွေကတော့ရှိနေမှာပေါ့ဒါပေမဲ့ရဲဝင့်ပြောရတဲ့သူတွေကိုကြိုးစွန့်ပြီးလမ်းပြင်တဲ့သူတွေရှိနေတဲ့၍ဒီတော်လန်ရေးကအောင်မြင်မှာပါကျမကတော့အားလုံးကိုညီညွတ်စေချင်တာပဲညီညွတ်တယ်ဆိုတာစကားလုံးနဲ့တင်ပြောလို့မရဘူးလေကွာခွေးတိုးပေါက်လေးတွေကိုမပိတ်ရင်တစ်ချိန်မှာတခိုးဝင်တယ်လို့ပဲငါတို့ရဲ့စိတ်ထဲမှာအောက်တန်းကျတဲ့စိတ်တွေမနာလိုတဲ့စိတ်တွေပြင်းကြီးတဲ့စိတ်တွေရှိနေရင်အဲ့ဒါခွေးတိုးပေါက်ပဲအဲ့ဒီအပေါက်ကနေအဖြစ်သမားတွေဝင်လာလိမ့်မယ်ဒါကြောင့်ငါတို့ကကိုယ်စိတ်ထဲကခွေးတိုးပေါက်တွေကိုအရင်ပိတ်ရမယ်ကွာဒါဆိုကျမတို့ဘာလုပ်ရမှာလဲယုံကြည်ချက်ကိုမမေးမိန်အောင်ထိန်းရမယ်မှောင်နေလို့ဆိုပြီးထိုင်ကြီးနေမဲ့အစားဖျောင်းနိုင်တိုင်းကိုအတူတူထွန်းရမယ်ကွာမေတ္တာဂရုဏာနဲ့သစ္စာဆိုတဲ့အလင်းတွေကိုလက်ဆင့်ကမ်းရမယ်အမောင်ဟာသူ့အလိုလိုလင်းမလာဘူးအလင်းကိုရှာတဲ့သူတွေရှိမှအမောင်ကပြေးရတာကွာဇနီးဖြစ်သူငြိမ်သက်သွားသည်ကိုရင်မောင်ကဖျောင်းနိုင်မီးလေးကိုတည်ငြိမ်စွာကြည့်နေသည်အေးပါတော်ပြောတာမှန်ပါတယ်အမောင်ထဲမှာဖျောင်းနိုင်လေးငြိမ်မသွားဘူးပဲအရေးကြီးတာပေါ့နော်ဟုတ်တယ်ကွယ်ငါတို့အားလုံးရဲ့ရင်ထဲကမီးအိမ်နေတာတပြိုင်တည်းလင်းလာရင်အဲ့ဒီနေ့ဟာငါတို့မျော်လင့်တဲ့အလင်းနေ့ပဲပေါ့ခြံပြင်မှာတော့မီးစက်တန်တွေစူညံနေစေဒါပေမဲ့ကိုရင်မောင်တို့ခြံထဲကဖျောင်းနိုင်မီးလေးကတော့လေတိုးတော်လဲမငြိမ်ပဲတည်ငြိမ်စွာလင်းပရှိနေစေဖြစ်ပါတော့တယ်